ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေကိုဒီနေ့မှာတော့စိတ်အဖမ်းဖြစ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေး၅ပုဒ်နဲ့မိတ်ဆက်ပေးကြပါမယ်ပထမကားလေးကတော့အိမ်ဆောင်လို့ခေါ်တဲ့ Bollywood ကားလေးပဲဖြစ်ပါတယ်18အပန်းခန်းနေတဲ့ပါဝင်တယ်လို့တဲချင်းရှင်ဖို့ထောက်ချစရာအခန်းတွေလည်းပါလို့စောင့်ကြိုက်တဲ့သူကခြုံတဲ့သူကချုံအဖေဝင်ဆိုရင်တော့ထိုင်ငိုလို့ရအောင်လို့စကားမကြည့်ခင်မှာတ िश ူးပါစောင့်ထားကြတော့ဇလန်အကျဉ်းကတော့လူငယ်တဘာဝစုံစားတင်တဲ့တငယ်ချင်းအုပ်စုတစုကအတွဲကိုစီနဲ့တော်ချင်းညမဲတွေကအပန်းဖြစ်အင်ဂျီတစ်ခုစီကိုအပန်းဖြစ်ခီးထွက်လာကြပါတယ်။ညရောက်တော့သူတို့လေးပဲကြောင်ပါပါဆော့ကစားကြတယ်။တောက်စားကြတယ်။ဒါပေမဲ့အဲ့ဒီအင်ဂျီက6နှစ်အောင်သူတို့မသိကြပါဘူး။ထူးထူးဆန်းဆန်းဖြစ်ရတဲ့ကလည်းသူတို့မရှိမိခင်မှာပဲတဖြည်းဖြည်းနဲ့အရှိန်တက်လာနေခဲ့ပါတယ်။သူတို့တွေအားလုံးကလည်းကိုယ်စိတ်ကူကိုယ်ကြံကိုယ်စီနဲ့ဒီခီးကိုထွက်လာခဲ့ကြတာပါ။ဒီလိုနဲ့သူတို့ရဲ့ကြားမှာလူတက်မှုတွေကဖြစ်ပေါ်လာခဲ့ပါတယ်။ဘသူဘဝတက်လို့တမန်မသိကြပဲနဲ့အချင်းချင်းကလည်းတန်စရာစိတ်တွေဝင်လာကြပါပြီ။ကဲဆက်လက်ပြီးတော့ရှင်ခုံရမယ့်အပိုင်းကိုတော့ခန္ဓာပြင်ထက်မှဆက်လက်ရှုစားပြီးသူတို့တငယ်ချင်းတွေအားလုံးလွတ်မြောက်နိုင်မှာမလား။ဒီအင်ကြီးရဲ့တကယ်ဖြစ်ရမှန်နောက်ကျောင်းရာဆွေငါရောဘာတွေဖြစ်နေမလဲဆိုတာကိုတော့စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ညှို့ဆိုပေးလိုက်ပါတယ်နော်။ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဒုတိယကားလေးကိုတောက်လိုက်ရအောင်ပါ။ဒုတိယကားလေးကတော့ခရစ်စတာလို့ခေါ်တဲ့ဇာတ်ကားလေးပါ။ဇလန်အကျဉ်းလေးကတော့မာကိုနဲ့ခရစ်စတာတို့ကကြက်ပွဲလောင်းကစားကိုအကြီးကျယ်လှုပ်ဆောင်နေတဲ့ဆမ်မြူရယ်ဆိုတဲ့လူတယောက်စီမှာလက်တုံလက်တောက်အလုံးလုံးကြတာပါခရစ်စတာကလက်ရှိဘဝမှာရောက်ရဲနိုင်ပေမဲ့မာကိုကတော့ဒီအနေထားကနေလူမြောက်ဖို့အတွက်အမြဲမျှော်လင့်နေပါတယ်အဲဒီလိုမျှော်လင့်လို့ပဲရှိသမျှငွေစကြေးစတွေကိုကြက်တိုက်တဲ့နေရာမှာလောင်းရင်းနဲ့လှုပ်ချလိုက်နေရပါဒီနေ့တော့သူတို့ဘယ်လိုမှပြန်ဆက်ဖို့မဖြစ်နိုင်တဲ့ပမာဏတစ်ခုအကျွေးတင်သွားခဲ့တဲ့အတွက်ဆမ်မြူရယ်စီကတက်ချက်ကိုခိုးယူမိခဲ့ပါတယ်အဲ့ဒီမှာလူမိခံလိုက်ရကနေဆမ်မြူရယ်ကအကျွေးအဖြစ်နဲ့ချစ်စနီးလေးခရစ်စတာကိုခြေတော်တင်မှုကြံစီလာပါတော့တယ်ခရစ်စတာအဖြစ်နဲ့လိုက်ရပြိုင်ပွဲဝင်ဟောင်းလေးဂါစီယာကခေါင်းဆောင်ပါဝင်ထားပြီးတော့သူ့တငယ်ချင်းကျဲဝိုင်းမှာဘီးထိုးတဲ့စိန်မဲလေးမိကေအဖြစ်နဲ့အရှင်ကားရိမ်မှာမထင်မရှားနေရာကနေပါခဲ့ရတဲ့မင်းသမီးတလေးကိုပွဲထုတ်ပေးထားပါတယ်ဒါကြောင့်နှစ်ပါးရဲ့မင်းသမီးတွေကိုခန်းစားဖို့ရာဒီဇာလာလေးကိုကြည့်ကြဖို့အတွက်အကြံပေးချင်ပါတယ်တတိယအနေနဲ့ကတော့တဟွန်လို့အနီးရတဲ့ဖိလစ်ပိုင်ကားလေးနဲ့မိတ်ဆက်ပေးကြပါတယ်။ဇလတ်အချင်းလေးကတော့မီယာကဂုံခန်းတဲ့လုပ်ငန်းနဲ့အသက်မွေးတဲ့တန်ငါသည်မလေးတယောက်ဖြစ်ပြီးတော့လေချမ်းနေတဲ့ဖခင်ကြီးကိုသူ့တငယ်ချင်းချစ်သူကိုယိုနဲ့အတူစောင့်ရှောက်နေရပါ။ဒီနေ့မှာတော့သူတို့မိခုံနေတဲ့ငါးဖက်စိတ်ရက်ွက်လေးကိုမျိုးတော်ဝင်တဲ့ကန်ထရိုက်တာတွေပေါင်းပြီးတော့ဖြိုးဖျက်ဖို့အတွက်အစီအစဉ်ဖြစ်လာတာကြောင့်အဲ့ဒီကိစ္စကိုတားဖို့အတွက်သူတို့စီရင်စုအုပ်ချုပ်ရေးမှုရုံးကိုတားတွေ့ခဲ့ပါတယ်။အုပ်ချုပ်ရေးမှုကတဘောကောက်ဖွဲ့ရစားနဲ့အဲ့ဒီကိစ္စကိုစိတ်မပူဖို့နဲ့သူတို့ရုံးမှာပါအလုံးလာလို့ကိုကန်တက်လိုက်တဲ့အတွက်ပျော်သွားတဲ့မီရာကသူ့အတွက်ဘလုံးကျမစိုးတွေစောင့်တုံနေရဲဆိုတာမသိခင်ရှာပါဘူးမင်းသမီးတက်လေကန်တီနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ဆယ်ဘီတို့ကအပြိုင်ဆိုင်ကြမ်းထားတဲ့ကပါဘာရီဘလုံးကျန်းလဲဆိုတာသိချင်တော့ဇာကာလေးကိုသွားကြည့်ကြဖို့အတွက်အကြံပေးပါရစေစရုပ်ထအနေနဲ့ကတော့ Debbie in the Flesh ဆိုတဲ့ဇာကာလေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီဇာကာကတော့ Italy Roman Drama ရုပ်ရှင်ကားဖြစ်ပါတယ်မိသားစုနဲ့တော့ကြည့်လို့မရပါဘူးအီတလီရဲ့အချောလာမင်းသမီး Rose နဲ့မင်းသား Alex တို့ပါဝင်ထားပါတယ်ဇလန်ကတော့စီနီယာအထက်တန်းကျောင်းသားဖြစ်တဲ့အန်ထရီယာဆိုတဲ့ကောင်လေးကဂျူလီယာဆိုတဲ့မမကြီးတယောက်ကိုကျောင်းပြရင်ပေါက်ကနေတွေ့ပြီးတော့ဇလန်သွားခဲ့ပါတယ်ဂျူလီယာမကထောင်ကျနေတဲ့ခင်ပွန်းနယ်ရှိပြီးတော့အန်ထရီယာနဲ့သူမတို့ကပပညညာဇလိုင်းမိတ်ဆက်ဖြစ်ဖို့အတွက်တားဆုနေကြပါတယ်ထူးဆန်းတာကတော့ဂျူလီယာကစိတ်ရောဂါဝေဒနာခံစားနေရသူတယောက်ပါသူမကိုကုသပေးနေတဲ့ဆရာဝန်ကအန်ထရီယာရဲ့အဖေဖြစ်နေပါတယ်မကြခင်မှာပဲဂျူလီယာနဲ့အန်ထရီယာတို့ရဲ့ဆက်ဆံရေးကိုအန်ထရီယာရဲ့အဖေဖြစ်သူကရိပ်မိသွားတဲ့အပြင်မှာဂျူလီယာရဲ့ခင်ပွန်းဆိုသူကထောင်ကနေလွတ်လာတော့မယ်ဆိုတော့ကသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်ကြီးကဘလို့တွေဆက်ဖြစ်မလဲဆိုတာကိုဒီဇလန်လေးထဲမှာဆက်လက်ရှုစားဖို့အတွက်အကြံပေးချင်ပါတယ်နံပါတ်9အနေနဲ့ကတော့ဝီလို့ခေါ်တဲ့2018ကထွက်ရှိထားတဲ့ဇာကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆယ်ကျော်တက်လူငယ်တွေအတက်ကျူးပြီးတော့ဘက်ကင်ဆုံးမမဲလို့မရှိရင်ဘလောက်ထိလမ်းချော့သွားနိုင်တယ်ဆိုတာကိုကွက်ကွက်ကွင်းကွင်းပြထားတဲ့ 30 ကားလေးပဲဖြစ်ပါတယ်ကျမတို့စီမှာဆယ်ကျော်တက်တယောက်အနုံဆုံးစိုးသွားနိုင်ရင်လောင်းကစားလို့စိတ်ချအရက်တော့ဒီလောက်ပဲဆိုပေမဲ့သူတို့လိုပွင့်နေမြင့်သားတဲ့ဥရောပဘက်ကဆယ်ကျော်တက်တွေတကယ်ကြားလာပြီဆိုရင်တော့လိုက်မမိတာကိုမြင်ရမှာပါဇလာလေးတိဆောက်ထားပုံကတော့တငယ်ချင်း၈ယောက်ကြားလေးယောက်မလေးယောက်ကမြို့တစ်မြို့မှာအတူတူပေါင်းတင်ကြပြီးတော့လုံးစရာမရှိပြင်းလာတဲ့အခါမှာလောကကြီးကိုစူးစမ်းလေးလာကြမယ်ဆိုပြီးတော့မလောက်တင်တာတွေလုံတင်တာတွေနားမလဲပဲနဲ့အကုန်ရှောက်လုပ်ကြပါတယ်အစားပိုင်းတော့အချင်းချင်းပဲပွင့်လင်းစွာလိမ့်ဆက်ဆိုင်ရာကနေငွေပိုရချင်ရင်အပြာကားရိုက်ပြီးတော့လိုက်မော့တင်ကြမယ်ဘာညာနဲ့လောက်ကြပြုတ်ကြရင်ငွေရိတ်အများကြီးကတော့ထိမ့်မရသိမ့်မရပဲတောင်းချမ်းနေခဲ့တာပါ
ဒါပေမဲ့လည်းဒီလောက်ဖြစ်ပြနေရကိုအားမရပဲနဲ့တော်တော်ကိုဆိုးရွားတဲ့နောက်တစ်ဆင့်ကိုတက်လာပြီးတော့ထင်းရန်ဆိုတစ်ခုဖြစ်လာခဲ့ပါတယ်။တငယ်ချင်း၈ယောက်ထဲက၄ယောက်ဖြစ်သူရဲ့တရားခွင်မှာခတ်ဆုပ်ချက်ပေးထားတာကိုနောက်ကျောင်းပြန်ကြားတဲ့အနေနဲ့အပိုင်း၄ပိုင်းခွဲပြီးတော့တင်ဆက်ထားပါတယ်။နောက်ဆုံးမှာတော့မထင်မှတ်ထားတာတွေပါတဲ့အတွက်ဟာကနေဟင်ငင်းနဲ့ဖြစ်စေမှာပါ။ထီအောင်ဆိုင်ပြီးတော့ခင်မိနေကြတဲ့ဆယ်ကျော်သက်လေးတွေနဲ့ပတ်သက်ပြီးတော့ထိန်ချောင်းမှုတွေတူတင်ဆုံးမဖို့အတွက်ပညာရဆရာတွေလည်းအများကြီးပဲဖြစ်လို့ဇလန်လေးကိုကြည့်ကြဖို့အတွက်အကြံပေးချင်ပါတယ်။ဟုတ်ကဲ့ပါရှင်နောက်လာမယ့်အပတ်တင်မှာလည်းအခုငါးကားတွေကနေပြီးတော့ဘယ်ဇလန်လေးကို recap လုပ်ပေးစေချင်လဲဆိုတာကို comment လေးမှာရေးသားပေးလို့ရပါတယ်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့သူအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။